ဒီဗီဒီယိုမစခင်မှာကျွန်တော်ရဲ့ဖုန်းကဘက်ထရီ16ပဲကျန်ခဲ့မယ်ဆိုရင်မိတ်ဆွေတို့ယုံလားကျွန်တော်ဖုန်းအားမရှိတော့ပါဘူး16 15လောက်ပဲကျန်တော့တယ်အဲ့ဒီအခြေအနေနဲ့ပဲ Amsterdam New Year Concert ကိုကျွန်တော်အရေးဆုံးပြီးဝင်သွားခဲ့ပါတယ်မနေ့ည New Year night မှာညီကိုတွေနဲ့အတူ Amsterdam Concert တခုသွားခဲ့ပါတယ်New Year Concert ဆိုတော့ပျော်ရမယ်လူတွေကိုရိုက်မယ်ကောင်းကောင်းတွေရီမယ်ကျွန်တော်အဲ့လိုပဲတွေးတာပါဒါပေမဲ့တကယ်ပြဿနာကမရှိတော့ပါဘူး16 15လောက်ပဲကျန်တော့တယ်စိတ်ပြတ်သွားတော့ပြီတီးတဲ့အတိုင်းပဲ iPhone ဆိုတော့ဘာမှမလုပ်ပဲနေရင်တော့ဖုန်းကတဖုတ်ဖုတ်ကျတာပါတော်တော်ကြီးကိုစိတ်ပြတ်ဖို့ကောင်းပါတယ်ဒီလိုနဲ့ပဲကျွန်တော် concert ကိုဝင်ခဲ့တယ်လူကတော့တော်တော်များနေပြီဗီဒီယိုကလစ်တစ်ခုရိုက်ပြီးတိုင်းကျွန်တော်ဖုန်းကိုစစ်ကြတယ်ဖုန်းပါဝါမပိတ်သေးဘူးဆိုတဲ့ခံစားချက်ကြီးကကျွန်တော်ကို2025ဒီညကိုတော်တော်ကြီးကိုစိတ်လုံးရှားစရာကြီးပြည့်နေတဲ့ညတညလို့ပြောရင်လည်းမမှားပါဘူးကျွန်တော်ဒီလိုအချိန်နေနဲ့တော့ဒူးအော်တိုင်းဖုန်းပိတ်သွားရင်ငါမရိုက်တော့ဆိုပြီးတော့ထားတာဒါမဲ့တော်တော်ကြီးကိုရိုက်လိုက်ရတယ်ပေါ့နော်ကျွန်တော်အဲ့ဒီမှာတော်တော်ကြီးကိုစိတ်ညစ်သွားတယ်အမစတာဒမ်မှာနယူးယောက်တချင်းဆိုရဲဆိုတော့နှစ်ယောက်လုံးရဲ့ performance ကလည်းတော်တော်ကြီးကိုကောင်းတာပါကဲအဲ့ဒီမှာ2026ကြီးရောက်သွားတဲ့အချိန်မှာအကုန်လုံးနီးပါနေရာတိုင်းမှာရှိတဲ့ဗျာအိုးတွေပါထားဖောက်တာပါတကယ်ကြီးမိုက်ပါလေသူကပြီးရလိုက်ဗျာအိုးတွေထွန်းအောင်လှုပ်ထားတာပါတော်တော်ကြီးကိုမိုက်ပါလေအဲ့ဒါနဲ့ပဲအမစတာဒမ်မှာရှိတဲ့ဖျားကြောင်တစ်ခုမီးလောင်သွားတယ်တက်တန်းအဖြစ်နှစ်ပေါင်း154နှစ်ရှိပြီဆိုပြီးလဲသိရတယ်ကဲဒီ dash တွေရဲ့ new year ကတော့အပြောကနေအပြတ်ဖြစ်သွားပြီပေါ့ဗျာ